The power of the lady အမျိုးသမီးတယောက်ရဲ့စွမ်းအားအမျိုးသမီးတယောက်ရဲ့ဘဝဆိုတာပန်းမွင့်လေးတစ်ပွင့်ရဲ့ဖြစ်တည်ရှင်တန်မှုနဲ့လားတရံတူပါတယ်အမျိုးသမီးဆိုတာနူးညံ့တဲ့စိတ်နှလုံးသားရှိပြီးထိလွယ်ရှလွယ်ခံစားလွယ်ပါတယ်ချစ်တဲ့လူတွေအတွက်အစွမ်းကုန်မွေးမြပြီးမချစ်တဲ့လူတွေအတွက်အစိတ်အတောက်ဒဏ်ရာဖြစ်စီလောက်အောင်စွမ်းနိုင်တဲ့အပွင့်မိန်းမသားတွေဖြစ်ပါတယ်ဘန်းတွေရဲ့တဘာဝပင်ကိုနူးညံ့လှပလွန်ပေမဲ့သူစီရိုက်တူတဘာဝနဲ့တူမို့အားနေခြင်းနဲ့မယ်နေထန်ကြောက်နွမ်းခြင်းနွမ်းမယ်နေထန်ခံရပြီးမှလမ်းကျင်လမ်းမယ်ခူးချွေတူအတွက်စိတ်တင်အောင်စူးရင်စူးလိုက်မယ်ခူးချွေတူလက်ထဲအလိုက်တင်ဆင်းတက်ခြင်းဆင်းတက်မယ်မေတ္တာစိတ်ကြောင့်ကဘာတစ်ခုလုံးမှုေးပြအောင်စွမ်းနိုင်ပါတယ်ဒီစာအုပ်လေးကိုဖတ်မိလိုက်တဲ့အမျိုးသမီးတိုင်းအတူယူတင်တာအတူယူပြောင်းလဲတင်တာပြောင်းလဲပြင်ဆင်တင်တာပြင်ဆင်နိုင်မယ်လို့ယုံကြည်ပါတယ်အလှဆုံးသောပန်းကလေးအလှဆုံးလို့ဆိုလိုက်တာနဲ့ပြန်ပတ်ကင်းလို့ဆိုထားအောင်ပြေဝတဲ့အရေးချင်းတွေရှိနေတင်ပါတယ်အပြစ်နာစာကင်းပြီးစင်လုံးကျော်ဖြစ်ရပါတယ်ပန်းလေးတစ်ပွင့်ရဲ့အခြေခံဂုဏ်အရေးချင်းဖြစ်တဲ့ရနံ့တင်ပြတ်မှုလန်းဆန်းတက်ကြွမှုနုညံ့လှပမှုတွေမှာဘယ်ပန်းအားမှသူ့ရှင်လို့မရအောင်တာလုံကောင်းမှုပြည့်စုံတဲ့အရေးချင်းရှိတဲ့အခါအလှဆုံးလို့တင်စားကုန်ပြုကြပါတယ်လှလုံးတဲ့ပန်းဟာအမြင့်ဆန်းပြီးတင့်တယ်ထဲဝါတဲ့အတွက်လိုချင်သူတွေများပါတယ်လူအများကလိုချင်မမောတယ်ဆိုတာတန်ဖိုးရှိတယ်လို့ထင်မြင်ယူဆတတ်မှတ်ထားကြလို့ပါပန်းတွေရဲ့တန်ဖိုးရှိခြင်းမရှိခြင်းကိုလူတွေအားပဲတန်ဖိုးတတ်မှတ်ပြီးခွဲခြားပေးပါတယ်ကျမတို့အမျိုးသမီးများစုဟာပန်းတစ်ပွင့်ရဲ့တန်ဖိုးပို့ပြီးတည်ပါတယ်မိန်းကလေးတစ်ပါးဝါကိုကပန်းတစ်ပွင့်နဲ့အလားတန်တူဖြစ်နေတာဟုတ်ပန်းတစ်ပွင့်အတွက်အလှဆုံးသောဂုဏ်အင်္ဂါရဲ့ဖြစ်တဲ့မွေးရည်နဲ့ပြည့်စုံခြင်းပိုးကိုက်အပြစ်နာစာကင်းခြင်းစသဖြင့်တမတ်ဆန်နှုံးတွေနဲ့ပြည့်စုံကောင်းမွန်ရတယ်လို့အမျိုးသမီးတွေအတွက်တန်ဖိုးထားလေးစားစရာဂုဏ်ရည်ချင်းတွေနဲ့ပြည့်စုံမှုလိုအပ်ပါတယ်အမျိုးသမီးတယောက်အတွက်တန်ဖိုးနဲ့ဂုဏ်ရည်ချင်းဆိုတာတွေကိုအဲ့ဒီအမျိုးသမီးရဲ့ဉာဏ်ရည်ဉာဏ်တွေးထက်မြက်မှုဇွဲလုံးလာဝရိယရှိမှုကိုကျင့်တရားနဲ့ပြည့်စုံမှုနဲ့တိုင်းတာတတ်မှတ်ပါတယ်အမျိုးသမီးကောင်းတွေအားလုံးမှာကောင်းမွန်မှန်ကန်တဲ့မာနမျိုးရှိနေတတ်ပါတယ်သူတစ်ပါးတို့အားတနာကျင်နာတတ်ခြင်းမျှဝေခံစားနားလည်ပေးတတ်ခြင်းမေတ္တာစိတ်ကြည်ခြင်းသူတစ်ပါးကောင်းကျိုးကိုဆောင်လိုစိတ်ရှိခြင်းစသဖြင့်ဂုဏ်ရည်ချင်းတွေကြောင့်မျိုးသမီးတယောက်ရဲ့တန်ဖိုးမဖြစ်နိုင်တဲ့လှပမှုဆိုတာဖြစ်လာပါတယ်အထက်ပါဂုဏ်ရည်ချင်းမျိုးဖြစ်လာမိန်းကလေးတွေအားလုံးစူးစမ်းနေထိုင်ပေးပါကိုယ်မှမရှိသေးတဲ့အရေးချင်းတွေဖြစ်သေးမှာကိုယ်မှရှိပြီးသားအရေးချင်းတွေတိုးတက်လာအောင်ဆက်ပြီးထိန်းသိမ်းဆောက်ရှောက်ပါဘဝတစ်ခုမှာအလှဆုံးသောပန်းလေးတစ်ပွင့်လိုအလှဆုံးသောအမျိုးသမီးတယောက်အဖြစ်ရှင်သန်နေထိုင်ခွင့်ရတယ်ဆိုတာအမျိုးသမီးတယောက်အတွက်ကြီးကျယ်မြင့်မြတ်တဲ့ဆုလက်တစ်ခုအနှင်းခံရခြင်းပဲဖြစ်ပါတယ်အလှဆုံးသောပန်းလေးတွေနဲ့အပြိုင်အလှဆုံးသောမိန်းမတယောက်ရဲ့ဘဝကိုလူတိုင်းကငေးမောအားကျနေရမှာဖြစ်ပါတယ်